ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများအားလုံးမင်္ဂလာပါနော်တနင်္လာသားသမီးများအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ကျွန်တော်တို့ပုံမှန်ပေါ့နော်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်လို့နာမည်ပေးထားတဲ့တဲတော့ဟောစတန်လေးဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်တဲတော့က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်ကြာလာတဲ့တဲတော့ပထမဆုံးတဲတော့နမိတ်ကကြာတော့အဗြဟံမှာကောင်းသောနမိတ်ပေါ့နော်အင်္ဂလိပ်မင်္ဂလာရှိတယ်ပေါ့သူကဘာကြောင့်လဲဆိုတော့သူကကျဲပွင့်10ပွင့်ဆိုတဲ့နမိတ်ကြတယ်သူကကျဲပွင့်လေးတွေ10ပွင့်အောင်မယ်နော်သူကကျဲပွင့်ရဲ့အဓိပ္ပာယ်ကကြတော့အောင်မြင်ခြင်းပေါ့တဲတော့မှာကျဲပွင့်ရဲ့အဓိပ္ပာယ်ကကြတော့အောင်မြင်ခြင်းတွေကိုညွှန်ပြအဲ့တော့တဲတော့ကျဲပွင့်တပွင့်ဆိုရင်တော့မှသူကအောင်မြင်တယ်လို့သတ်မှတ်တာသူ့ရဲ့နမိတ်မှာကြတော့ကျဲပွင့်10ပွင့်နမိတ်တနင်္လာသားသမီးတွေအောင်မြင်မှုအဖျားဖျားရရှိမဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒီကလာတွေမှာတနင်္လာသားသမီးတွေအတွက်တဲ့အင်မတန်မှစိတ်ချမ်းသာရမယ့်အချိန်ဖြစ်တယ်စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ရမယ့်နမိတ်ဖြစ်တယ်အဖက်ဖက်ကနေပြီးတော့ကံကောင်းခြင်းတွေရောက်ရှိလာတတ်တယ်အရာ၄မျက်နှာအရာ၈မျက်နှာနေပြီးတော့ပျော်ရွှင်စရာကောင်းတဲ့သတင်းတွေအောင်မြင်မှုတွေပေါ့နော်နောက်အခွင့်အရေးတွေအခွင့်အလမ်းတွေများစွာတနင်္လာသားသမီးတွေကိုဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါမလို့တနင်္လာသားသမီးတွေဟာဒီကာလမှာစိတ်လက်ပျော်ပျော်ရွှင်ရွှင်နဲ့ချမ်းချမ်းမြေ့မြေ့လေးနဲ့ကြော်ဖြတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်မိသားစုစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့တနင်္လာသားသမီးတွေအတွက်ဆိုရင်မင်္ဂလာသတင်းကောင်းပါပဲ။ဒါမိသားစုနမိတ်ပါ။အဲ့တော့အိမ်မှာအလှကိစ္စတွေမင်္ဂလာကိစ္စတွေပျော်ပွဲရွှင်ပွဲကိစ္စတွေပါတီကိစ္စတွေအောင်ပွဲရတယ်အောင်ပွဲခံတဲ့စားဝိုင်းတောက်ဝိုင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့တနင်္လာသားသမီးတွေအတွက်ထူးထူးခြားခြားအကျိုးပေးကံကောင်းအောင်မြင်တဲ့အချိန်ကာလပါဒါကြောင့်မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုပို့ပြီးတော့ကြီးမားအောင်အင်တိုက်အားတိုက်စူးစမ်းလုပ်ကိုင်ဆောင်ရွက်တဲ့အချိန်ကာလဖြစ်ပါတယ်လုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားလို့စဉ်းစားနေရမယ့်အချိန်မဟုတ်ပါဘူးအင်းတရားတွေကိုလှုပ်တင်ပါလေလှုပ်မယ်ဆိုရင်လည်းအောင်မြင်မှုအဖျားဖျားရရှိနိုင်တဲ့အချိန်ကာလမျိုးပါကုမ္ပဏီဝန်ထမ်းတွေအစိုးရလကသာဝန်ထမ်းတွေဆိုရင်မမျှော်လင့်မဲ့နဲ့ယာတုတိုးခြင်းတို့လစာတိုးခြင်းတို့နေရာကောင်းရခြင်းတို့အထက်လူကြီးဆရာသမားတွေရဲ့ချီးမြှင့်မြောက်စားခံရခြင်းတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုပ်လုပ်ရတာတွေလည်းစိတ်ချမ်းသာမယ်ပေါ့နော်ကိုတာဝန်ယူထားတဲ့အပိုင်းတွေမှာဆိုရင်လည်းချောချောမောမောဖြစ်မယ်အောင်မြင်မြင်နေဖြစ်အဲ့တော့အိမ်မှာဆိုရင်လည်းမိသားစုမိဘအကြီးအကဲတွေကိုကောင်းစွာကူညီစောင့်ရှောက်နိုင်မဲ့အချိန်ကာလမျိုးပါပဲတော်တော်လေးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်နံပါတ်2ကဆွေမျိုးသားချင်းနဲ့ပတ်သက်တာပေါ့နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့ဓာနမိတ်ကြတာပေါ့ဓာနမိတ်ကကြတော့ပူပန်သောကဖြစ်ခြင်းတွေကိုညွှန်ပြဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်လုပ်ဖို့အတွက်ကြိုးစားအားထုတ်နေတဲ့ကိစ္စတွေမှာအဆင်မပြေဖြစ်တတ်ပါတယ်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့မေရိုကြီးနမိတ်ကြတာပါနော်မေရိုကြီးနမိတ်ဆိုတာတော့တော်တော်လေးကောင်းတာပါအဲ့တော့လူမှုရေးကံတာကောင်းတယ်ကိုယ့်ရဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေကကိုယ်ကောင်းစွာအကျိုးပေးပြီးတော့ကံကောင်းမဲ့အချိန်ကာလဆိုရင်လည်းမမှားပါဘူးလူမှုရေးကတော့တော်တော်ကောင်းပါလူချစ်လူကင်တွေများမယ်မိခင်အမအတော်စတဲ့သူတို့တူညီတဲ့သူတွေရဲ့ကုညီပံ့ပိုးပေးမှုရတတ်ပါတယ်။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကျတော့ဘာနမိတ်ကြလဲဆိုရင်သူကကျဲပွင့်2ပွင့်ဆိုတဲ့နမိတ်ကြတာပေါ့။အဲကျဲပွင့်2ပွင့်ဆိုတော့ဘယ်လိုလုပ်ထားလဲဆိုတော့သူက infinity လေးရဲ့အလယ်မှာရှိနေတာပေါ့နော်။အဲ့တော့အတိုင်းအဆမဲ့ငွေတွေဝင်လာတတ်ပါတယ်။ထီပေါက်တကယ်တော့ငွေတွေဝင်လာတတ်တယ်။မမျှော်လင့်မဲ့နဲ့ငွေအစုလိုက်အပြုံလိုက်တွေဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော်တော်ဆိုမှတော်တော်ကြီးကောင်းပါတယ်ဒါကြောင့်ငွေကြေးအတွက်ပူပင်တော့ကရောက်နေတဲ့တနင်္လာသားသမီးတွေဆိုရင်စိတ်မပူနဲ့အဲ့ဒီမှာကိုယ်မှကြုံနေတဲ့ပူပင်တော့ကတွေကပြေလည်သွားနိုင်တာပေါ့နော်ရစရာတွေပေးစရာတွေပြည့်ပြည့်လဲလဲဖြစ်သွားနိုင်ပါတယ်ငွေကြေးအကူအညီတောင်းခံထားတဲ့ကိစ္စတွေဆိုရင်လည်းပဲလွယ်ကူကူနဲ့ရနာသွားနိုင်တဲ့အချိန်ကာလမျိုးပါနောက်တစ်ခုကကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်သူကအထုပ်လူလင်ဒုတ်တချောင်းနမိတ်ပါပဲဒါကျမ်းမာရေးကံစားတာကောင်းတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ပူပင်တော့ကကင်းမယ်နောက်ပညာရေးကံစားတာမှာကြတော့စေရထားဆိုတဲ့နမိတ်ကြတာပေါ့စေရထားဆိုတာအခက်အခဲလေးတွေပေါ်တာပေါ့
တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းတက်ဖို့ကြိုးစားနေတဲ့ကိစ္စတွေစာမေးပွဲဖြေဖို့ကြိုးစားနေတဲ့ညီငယ်ညီမငယ်ကျောင်းသူကျောင်းသားတွေနိုင်ငံခြားကိုပညာတော်သင်သွားဖို့အတွက်ကြိုးစားအားထုတ်နေတဲ့တနင်္လာသားသမီးတွေအတွက်အခက်အခဲလေးတွေကြုံရတတ်တယ်နောက်တစ်ခုကအခြေအိမ်တော်နဲ့ပတ်သက်ရင်စွမ်းအားရှင်ဆိုတဲ့နမိတ်ကြတယ်စွမ်းအားရှင်ချင်းသေးကိုဖမ်းချုပ်တဲ့နမိတ်ကြတာပေါ့နော်ဒီနမိတ်အတိုင်းဆိုရင်ကျွန်တော်တို့အခြေအိမ်တော်နဲ့ပတ်သက်ရင်အနိုင်ယူလိုတဲ့စိတ်တွေကိုအကြောင်းပြုပြီးတော့အစင်မပြေဖြစ်တတ်ပါတယ်နည်းနည်းစိတ်ညစ်ရတာပေါ့နော်တယောက်ကတယောက်ကိုလွှမ်းမိုးဖို့ကြိုးစားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါတနင်္လာသားသမီးတွေအတွက်ကံကြမ္မာနမိတ်ဖြစ်ပါတယ်နော်တနင်္လာသားသမီးတွေအတွက်အကျိုးပေးပြီးတော့ကံကောင်းစေတဲ့အယောင်ကတော့နီညိုရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်နော်ထီထိုးခြင်းနဲ့ဆိုရင်3ကဏ္ဍ4ကဏ္ဍနေရာအကျိုးပေးပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆက်လက်ရွက်ကြော်ပေါ့ဆက်လက်ရွက်တုံနဲ့ဆွန်းတော်ကပ်ပြီးတော့လူရာစုတောင်းမှာမကောင်းတဲ့ကံတာအညံ့ကြိုက်တွေပြေပြောက်ကင်းစင်သွားပါလိမ့်မယ်နော်ကဲကျွန်တော်ရဲ့ message တွေကိုဟောစရန်လေးပြီးပြီဆိုတော့ယူရိုမင်္ဂလာချမ်းနေကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြတာပေါ့နော်ကျွန်တော်တို့ယူရိုမင်္ဂလာချမ်းကမော်ဘီတိုးဂိတ်နီကိုလုံးကွင်းမှတ်တိုင်ပိနေကုန်းကြီးပါမှာရှိပါတယ်ဗုဒ္ဓဦးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်ဒီမှာပိရမရှိဖွင့်ပါတယ်နေ့စဉ်နဲ့များ9ရက်သားသမီးတွေကိုအခမဲ့ရရချီပေးနေတဲ့ရရအောင်မြေဖြစ်ပါတယ်အကြောင်းမျိုးနဲ့ယူရိုမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေကျွန်တော်တို့လှမ်းပြီးတော့ဗီဒီမေးလို့ရပါတယ်เนาะအဲ့မှာဖုန်းနံပါတ်လေးတွေလည်းတင်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒါတော့အဘဆရာကြီးမင်းသင်္ကာရဲ့ကြီးပရောက်ပတိလေးဖြစ်ပါတယ်နော်ကြီးနဲ့ပရောက်အပြီးပေါက်တဲ့အပြီးပေါက်ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့အလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေကိုမြန်မြန်ဆန်ဆန်ပြည့်စည်စေတယ်ပြည့်မြောက်စေတယ်အောင်မြင်စေတဲ့ပတိလေးဖြစ်ပါတယ်နော်ဒီပတိလေးကစောင့်ထားတာနဲ့ဆွမ်းပါတယ်စိတ်မဲ့ဆိုရင်ပို့ပြီးတော့အကျိုးဖြစ်တာပေါ့နော်ဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိမ့်နေအင်းစမလက်ပတ်လေးတွေဖြစ်ပါတယ်ဒါအဝါရောင်လက်ပတ်လေးရကြတော့ကျမ်းမာရေးကောင်းဖို့အတွက်တံပြန်စမပေါ့သူတို့ကမကောင်းတဲ့အတက်ဆုံးတက်ပြောကတတ်တွေနဲ့ပြူစားစီရင်နှောက်ရက်လို့မရအောင်လှုပ်ထားတဲ့လက်ပတ်လေးဖြစ်ပါတယ်ဒါကတော့ကြီးလေးကြီးစမပေါ့ကြီးလေးကြီးစမဆိုတာစီးပွားရေးကောင်းတာပေါ့နော်ငွေကြေးတွေအဆင်ပြေတာပေါ့အဓိကတော့အကျွေးကိစ္စတွေငွေကြေးငွေပေးငွေယူကိစ္စတွေနောက်တစ်ခုက2D 3D စားတဲ့ကိစ္စတွေပေါ့နော်အဲ့ဒီကိစ္စတွေအတွက် lucky ကောင်းအောင်ပေါ့ဒါတော့PRN ပေါ့အခြေအိမ်တော်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေစေဖို့အတွက်တံပြန်စမဆိုတဲ့ဟာလေးနဲ့စီရင်ထားတဲ့လက်ဖွဲ့လေးဖြစ်ပါတယ်အဲ့ဒီအင်း3မျိုးနဲ့ကျွန်တော်ကဒီလိုဆက်လွယ်လေးတစ်ခုတည်းလှုပ်ထားပေးပါသေးတယ်ယောက်ျားလေးတွေဆိုလည်းဒီလိုလွယ်လို့ရတယ်မိန်းကလေးတွေဆိုလည်းဒီလိုလွယ်လို့ရပါတယ်အဆောင်ဆက်လွယ်လို့ခေါ်ပါတယ်နော်ဒါတော့ကျွန်တော်တို့ဝါစိမ့်နီစမဖျောင်းနိုင်ဖြစ်ပါတယ်ဒီထဲမှာအင်းစမတွေနေပရိတ်ကျိုးပရိတ်စီတွေနဲ့စီရင်ထားတာဖြစ်ပါတယ်အဲ့တော့အဓိကတော့ဈေးဆိုင်တွေစတိုးဆိုင်စားသောက်ဆိုင်လုပ်ငန်းတွေကုမ္ပဏီလုပ်ငန်းတွေပေါ့နော်အဓိကတော့ငွေကြေးငွေပေးငွေလုပ်ငန်းတွေလောင်းကစားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအတွက်အဓိကစီရင်ထားတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်သူကတနေ့တိုင်းထုံးပြီးတော့ဆူတောင်းရတာပါဒါကြတော့ကျွန်တော်တို့ဇီးသားရောက်မှလေးဖြစ်ပါတယ်အိမ်နေချန်နေတိုက်ဒီကတွေမြန်မြန်ရောင်းထွက်ဆိုပြီးရတာပေါ့နော်ဒါတော့ဒိုးကလေးအဆောင်ဖြစ်ပါတယ်နော်ဒိုးကလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏပြောပါတယ်ဒီဥစ္စာတော့ဝါစိမ့်နီအင်းစမဖျောင်းနိုင်ဖြစ်ပါတယ်ကိုမှအကြောင်းချင်းကကိစ္စအမှုခင်းတရားတစ်ပေါင်းယာတုတိုးကိစ္စအိမ်ရောင်းထွက်ဖို့ကားရောင်းထွက်ဖို့စတဲ့ကိစ္စပေါ့နော်အဲ့လိုကိစ္စမျိုးတွေဂျုံတဲ့အခါမှာအဋိဋ္ဌံပြီးတော့တိုင်တယ်ပြီးတော့ဆူတောင်းပြီးတော့ထုံးရတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါကတော့ပြရစေပေါ့နော်ချစ်ထုံးမပြဲချစ်ထုံးမပြဲပြရစေဖြစ်ပါတယ်အဲ့တော့အခြေအနေမှာကံကောင်းစေဖို့မျက်နှာပွင့်စေဖို့လူချစ်လူကင်များစေဖို့နော်စန့်ကျင်ဘက်တည်းရဲ့ချစ်ခင်ဆွဲလန်းမှုရဖို့အတွက်ချစ်ထုံးမပြဲတဲ့ပြရမျက်နှာပွင့်စေလေးဖြစ်ပါတယ်ဒါကတော့9ရက်သားသမီးတွေအတွက်ကျွန်တော်စီရင်ပေးထားတဲ့အဆောင်ရတရားလေးတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာကြပါစေလူရဆန္ဒပြပါစေเนาะ